အားလုံးပဲမင်္ဂလာပါကြောက်ကကြောက်ခါနာတာပဲဖြစ်ဖြစ်เนาะအလေးပင်နေမှရင်လည်းခါနာတာပဲဖြစ်ဖြစ်เนาะအပူကိုအကြောင်းခံပြီးတော့ခါနာတာပဲဖြစ်ဖြစ်ခါနာခဲ့လို့ရှိရင်လုံးဝအရှင်မပြောက်ကင်းတောင်မှเนาะတိတိတရာတတ်တာစီမဲ့ဆေးနီးလေးပေါ့เนาะဒါအပူအကြောင်းခံပြီးတော့ခါနာတာတို့အိတ်တာတွေမမှန်ကန်လို့ခါနာတာတို့เนาะအဲ့ဒါတွေပြောဆိုရင်တော့အရှင်းပြောက်ပါတယ်တရက်ကနေ9ရက်တိတိလိုက်လုပ်ပေးရမှာဖြစ်ပါတယ်တစ်ချက်လာပြတာပြီးတော့မှဖြစ်ပါတယ်အာလူဒီတစ်လုံးနဲ့ခါနာကိုဘယ်လိုကုသကြမလဲပေါ့နော်ခါနာတဲ့မိမိနာတဲ့နေရာခါနာတဲ့နေရာအာလူဒီလေးပေါ့နော်ဆရာမကတော့ပြတာပေးတဲ့အတွက်ကြောင့်မလို့နည်းနည်းပဲလီထားပါတယ်အာလူဒီလေးပပလေးတွေဒါထူထောင်ထူလေးတယ်ပပလေးတွေကိုအဲ့လိုခွာပြီးတော့ကတ်မယ်မိမိနာတဲ့နေရာနော်ဒါတပြေလုံးကတ်နိုင်ပိုကောင်းတာပေါ့အဲ့လိုခွာပြီးတော့ကတ်မယ်ကဲခါကြောမှာရှိနေတဲ့တင်းနေတဲ့အကြောတွေမှာရှိနေတဲ့အပူတွေအဲ့လိုကပ်ပြီးလို့ရှိရင်ပါတိလိတ်လေးနဲ့ပတ်ပြီးတော့အနာဂတ်လိတ်လေးနဲ့ပတ်ပြီးတော့ဒါမိုးရာတွေမအိပ်ပဲနဲ့ဖြာလေးတွေနဲ့အိယာကပပလေးတွေနဲ့အိတ်လိုက်မယ်ဆိုမနေ့ကျရင်ဒီအာလူဒီတွေကကြော်လာတဲ့အတိုင်းပဲကျွတ်ရွနေတာဘာလို့လဲဆိုဒီခါကြောမှာရှိနေတဲ့အပူတွေခါတွင်းထဲမှာရှိနေတဲ့အပူတွေကိုအာလူဒီကနေပြီးတော့ဆုပ်ယူပလိုက်တာဆုပ်ယူလိုက်တော့ဒီအာလူဒီမှာရှိနေတဲ့အဆိုဓာတ်တွေဟာအပူနဲ့တွေ့တဲ့အခါမှာခြောက်သွားတာအဲ့တော့ဒီအထဲထဲကတွေးကြောထဲမှာရှိနေတဲ့ခန္ဓာကိုယ်ဒီအတွင်းဣဇာတိကထဲမှာရှိနေတဲ့ဒီပေါ့နော်ဒီအပူလေးတွေဟာအာလူဒီထဲရောက်သွားတာအဲ့တော့ခါကြောထဲမှာအပူတွေမရှိတော့ဘူးအဲ့ကြောင့်မနေ့ကျတော့ခါနာတာတော်တော်လေးကောင်းသွားတာဒါဆရာမအရင်တော့ရုံးဝင်တာလို့တော့ကကွန်ပျူတာထိုင်အရိုက်များတော့ကဆရာမကခါအရမ်းနာတယ်ထိုင်များတော့ရိုးရိုးခါနာတာပေါ့အဲ့အချိန်မှာတို့အာလူလေးကပ်ပြီးတော့3-5ရက်အိတ်လိုက်တဲ့အချိန်မှာလုံးဝယူပြစ်တယ်လို့ပျောက်ကင်းသွားတာဆရာမတော့အထူးယောဂအထူးခေတ္တသမားတော့ပဲဖြစ်ပါတယ်ဆေးရုံဆေးကားနဲ့ဝေးနေတဲ့လူတွေဆေးရုံဆေးကားနေမှာစိတ်ကူတာဖို့အတွက်ငွေကြေးခက်ခဲနေတဲ့လူတွေနော်မိမိအိမ်ထဲမှာရှိနေတဲ့ကြက်တုံပြူတွေချင်းတွေငရုတ်တီးတွေအာလူတီးတွေကဘလို့ဆေးပတ်ဝင်တယ်လဲအဲ့ဒါတွေသိရှိနားလည်စေဖို့ရယ်နော်အဓိကမြဝေတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်အာရောကြပရမန်လာဘံကျမ်းမာရှင်ဒီလက်တစ်ပါးဖြစ်ပြီးတော့ကျမ်းမာရှင်လက်တဲ့ဘုံမုံမြတ်တော်လက်ဒီလောက၌မရှိချေ